သတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေ။နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါ။ဒီနေ့တော့ကမ္ဘာမီဒီယာတစ်ခုလုံးအုံအောင်တောင်းတင်းဖြစ်သွားစေတဲ့အမေရိကန်ကတကယ် breaking news အကြီးစားတစ်ခုကိုကျွန်တော် sharing လုပ်ပေးချင်ပါတယ်။အမေရိကန်နိုင်ငံကြီးမှာသမိုင်းဝင်သွားနိုင်တဲ့ညတညလို့တောင်ပြောလို့ရပါတယ်ဗျာ။ BBC သတင်းဌာနကနေပြီးတော့တင်ဆက်လာတဲ့ဓာတ်ရိုက်သတင်းတွေအရအမေရိကန်ဝါရှင်တန်ဟဲလ်တန်ဟိုတယ်မှာကျင်းပနေတဲ့အိမ်ဖြူတော်သတင်းတောင်များအသင်းရဲ့ညစာစားပွဲ White House Correspondent Dinner မှာမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်။အခမ်းအနားကျင်းပနေတော့မှပဲတနက်တန်လို့ယူဆရတယ်။အတန်9ချက်10ချက်လောက်ဇက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာအခမ်းအနားကိုတက်ရောက်နေတဲ့သမ္မတဒေါ်နယ်ထရန့်ကိုလုံခြုံရေးအဖွဲ့ Secret Service ကနေပြီးတော့အရေးပေါ်ကာကွယ်ပြီးပွဲလေးကနေချက်ချင်းအများဆုံးခေါ်ထုတ်သွားခဲ့ရပါတယ်။သမ္မတဒေါ်နယ်ထရန့်ပါဝင်တက်ရောက်တဲ့လူတွေအားလုံးဒဏ်ရာရှိခြင်းမရှိခဲ့ပါဘူး။အခင်းဖြစ်ပွားရာနေရာမှာတော့အေဂျင့်တယောက်ဒဏ်ရာရှိသွားခဲ့တယ်လို့လည်းသိရပါတယ်။ပြစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာပဲပြစ်ခတ်တဲ့သူကိုဖမ်းခဲ့နိုင်ပြီးတော့၎င်းရဲ့အိမ်ကိုလည်းတွားရောက်ပြီးတော့ရှာဖွေနေတယ်လို့လည်းသိရပါတယ်ဗျ။ယခုကိစ္စနဲ့ပတ်သက်ပြီးတော့သုံးသပ်ရမယ်ဆိုရင်ဒီဖြစ်ပြဟာတာမန်လုံခြုံရေးကြိုးပမ်းမှုတစ်ခုထက်အများကြီးပိုနေပါတယ်။တကယ်ဆိုရင်ဒီပွဲကိုအမေရိကန်ကထိပ်သီးနိုင်ငံရေးသမားတွေကမ္ဘာအဆင့်မီမီဒီယာတွေကနာမည်ကြီးသတင်းသမားတွေကြီးပဲတက်ခဲ့တဲ့ပွဲပါလုံခြုံရေးကိုအမြင့်ဆုံးနေရာမှာချထားခဲ့တဲ့ကြားကနေပြီးတော့အခုလိုမျိုးဖြစ်သွားတာဟာလက်ရှိအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေဘယ်လောက်ထိတင်းမာပြီးတော့အကဲဆက်နေတယ်ဆိုတာကိုမိမောင်းထုတ်ပြနေသလိုပါပဲနောက်တစ်ချက်ကဒီလိုအင်အားကြီးနိုင်ငံတနိုင်ငံရဲ့လုံခြုံဆုံးလို့ထင်ရတဲ့ပွဲတစ်ခုမှာချင်းချောက်မှုတွေကအချိန်မရွေးဖြစ်လာနိုင်နေဆိုတာကိုပြသလိုက်ကြပါပဲဗျာဒီဖြစ်ပျက်ရဲ့နောက်ဆက်တွဲကြရက်တွေကတော့အမေရိကန်နိုင်ငံရေးမှာရောကမ္ဘာသတင်းစာမျက်နှာတွေမှာပါတော်တော်လေးရိုက်ခတ်သွားအောင်မှသိကြပါတယ်ပရိသတ်တွေရောဒီဖြစ်ပျက်ပေါ်ဘလို့မြင်ကြလဲဗျာအခုဖြစ်နေတဲ့အမေရိကန်နဲ့အီရန်စစ်ပွဲနဲ့ရောပတ်သက်နိုင်လားဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးခင်ဗျာဒီလိုမျိုးနောက်ဆုံးရသတင်းစုံလင်တွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့သတင်းစုံလင် channel လေးကို follow လုပ်သွားပေးဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ